သမီးတွေအတွက်အများကြီးပေးဆက်ခဲ့ရတာအဖေတွေပါပဲလေဝမ်းရည်အတွက်လမ်းပြီးထွက်ပြီးဈေးရောင်းချခဲ့ရတာလေအဖေအလွမ်းသမားမလုပ်နိုင်ပဲဌာနမဘဝနဲ့ကောင်းငင်ရထပ်ပြန်လာတက်ပြီးဝေဟင်ခရီးလေးရင်မစည်းပဲနဲ့အခောက်ပေါင်းများစွာကြိုပြရတာလေအဖေပါပဲလေထုံနှုံးနဲ့နွားဆွဲလေထဲရောင်းကန်ခဲ့ရတာလေအဖေပဲဗျာသားသမီးတွေအတွက်ကာမောင်ကြွရတဲ့အဖေတခါတလေလမ်းပြီးကားပြက်တာလဲကျုံနာပဲဗျအစားငတ်တာလဲကျုံနာပါပဲလေဒါပေမဲ့အဖေကမဖြုံခဲ့ပါဘူးငါသားကြီးတို့ဟာငါသမီးကြီးတို့ဆိုပြီးတော့အရာရာပြီးဆက်ခဲ့ရတယ်အိမ်ကလူချမ်းကြီးပေါ့အဖေကအပြောဆိုးတယ်ဗျသဘောယူတယ်နော်အဲ့ဒီလူချမ်းကြီးမှလည်းချစ်တတ်တဲ့နှလုံးသားရှိတယ်ဗျသားသမီးတွေနမ်းကျင်တောင်မှလေတကောင်ကျော်အိပ်ပျော်နေတော့မှခိုးနန်းနေဒီကလေးတွေရောင်းတတ်မှစူးလူတွေလေအဖေချစ်တာကအမေလိုဟန်ရေးမပြဘူးဗျအမှန်သွေးစားတွေနဲ့ချစ်ခဲ့ရအောင်မြင်ဖို့အတွက်အဖေကပင့်ထောက်ပေးတယ်လေဘာနဲ့တူတော့ဆိုတော့အဖေကညမ်းချီတဲ့ကျိုးပေါ့ဗျာအမြင့်ရောက်ဖို့ပင့်ထောက်တော့ပေးတယ်ဗျလူရလဲရောက်တော့ညမ်းလဲဖြက်ကျိုးပြတ်ရတာခံရတာပါပဲလေတချို့ကြတော့လေအဖေကအယက်သမားဆိုပြီးတော့ရှက်များတောင်ရှက်တဲ့အဖေကအယက်ကြိုက်တာပဲဗျကျွန်တော်တို့သားသမီးချစ်လို့မှမရိုက်ခဲ့ပဲနဲ့ဟုတ်တယ်နော်ကျွန်တော်အဖေမမုန်းဘူးဗျကျွန်တော်အဖေကအယက်သမားဒီပွဲပြန်ရင်လဲကျွန်တော်ကအဖေအတွက်အယက်ပလင်းဆွဲပြန်အောင်ပါပဲဒီတော့အဖေနာရောက်ကျွန်တော်စကားပြောမှာပေါ့ဒါကအဖေကြိုက်တဲ့အယက်ဒါကအဖေချစ်တဲ့သားပေါ့အဖေရဲ့အဖေချစ်တဲ့သားနဲ့အကြာကြီးနေခြင်းရင်တော့အသေးမစောအောင်အဖေကြိုက်တဲ့အရက်ရေရောတောက်လို့ပြောမှာပေါ့ဗျာကျွန်တော်ဘဝထဲမှာအမေရောက်ပြီးလို့အဖေပြောက်မှာတအားကြောက်နေတာဗျာအကယ်ဒမီရတော့မင်းသားမင်းသမီးပန့်ဖို့ပေးရတော့လူရှင်တော်တွေပါဗျာအိမ်ကလည်းဒီလိုပဲဗျာအဖြစ်ခံတာကအဖေအမြင့်ပြန်တာကအမေဗျာဘယ်သားသမီးမေးလိုက်အဖေနဲ့အမေဘသူချစ်တုံးဆိုမသိစိတ်ကလေနင်းနေလေးနှာတပြားတာတယ်ဗျအမိဘက်သားနေတာအားနာလို့တန်းတူချစ်တယ်လို့ပြောရတာပါဗျာဟုတ်တယ်နော်အဲ့ဒီတော့အမိဘက်အလေးတာနေတာကျွန်တော်လည်းပဲအမေကဘာနဲ့ပြောတော့ဆိုတော့ဂရင်မော်ကခေါင်းအောင်ပေါ့ဗျာတာနန်းတာလည်းခံရတယ်ဗျသမီးနန်းတာလည်းအချင်းချင်းခံရတယ်အမေကအတူနေရတဲ့လူဗျအဖေကအတူမနေရဘူးကဘာမြေထက်ခြေရတဲ့ထက်အောင်ရုန်းကန်ခဲ့ရတော့သားသမီးနဲ့အလှမ်းအဝေးကြီးဝေးတော့အချစ်တွေရောခဲ့ရတာပေါ့ဒါပေမဲ့ပြောချင်တာကအဖေကအဲ့ဒီဂရင်မော်ကခေါင်းအောင်နဲ့သားသမီးဇနီးမယားလုံခြုံဖို့အတွက်မူးပြီးထားရတဲ့အိမ်ခေါင်မူးကြီးပါဗျာအဲ့ဒီအိမ်ခေါင်မိုးကတော့ပေါက်ပြဲသွားမယ်ဆိုလို့ရှိရင်ကျွန်တော်တို့သားသမီးတွေဘဝလုံခြုံမှုရှိပါမလားဘဝအတွက်အနစ်နာခံပေးဆက်ခဲ့တဲ့အိမ်ကလူချမ်းကြီးအဖေပါအမေချစ်ရင်အဖေကိုအပြစ်မတင်ပါနဲ့ဗျအမေချစ်တယ်လို့အဖေကိုအချစ်ဖို့နိုင်ကြပါစေအိမ်ကလူချမ်းကြီးတို့လက်ခုပ်တန်အကျယ်ကြီးပြီးပါလားဗျာ